အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကောက်ရုံးမှုလက်လက်ဆက်ကလေးတွေဝယ်လာခဲ့ပါတယ်ပြီးတော့ကျွန်တော်ကဒီနေ့မှာချင်းဆက်ဆက်ကလေးနဲ့အရန်ဆောက်လို့ကောင်းတဲ့တုံရမ်းမှုချင်းဆက်ဟင်းလေးချက်စားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ချက်ပြုတ်ကုန်အစီအစဉ်ကိုလည်းပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာအရင်ဦးဆုံးတော့မှုလုံးလေးတွေကိုအကြီးကြီးဖြစ်နေလို့လေးစိတ်ကလေးတွေစိတ်ပေးလိုက်ပါတယ်ပြီးရင်တော့ကြက်သွန်နီလေးတွေကိုလည်းနှုတ်ကလေးတွေလှီးပေးထားလိုက်ပါမယ်ကြက်သွန်ဖြူကိုလည်းတပြားရိုက်ပြီးတော့နှုတ်ကလေးဆင်းထားပါမယ်ပြီးရင်တော့ငရုတ်သီးစိမ်းလေးတွေကိုထချမ်းကလေးတွေအခုလိုပဲလှီးဖြတ်ထားလိုက်ပါမယ်ခင်ဗျာဒါပြီးရင်တော့တုံရမ်းမှုချင်းစံဟင်းလေးစပြီးတော့ချက်တော့မယ်နော်အယုံဆုံးတော့စီပူပူလေးကိုစနွှဲမုတ်လေးနည်းငယ်ထည့်မယ်ဒါပြီးရင်တော့လှီးဖြတ်ထားတဲ့ကြက်သွန်ဖြူနီလေးတွေထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်အနံ့လေးမွေးလာပြီဆိုရင်တော့ခရမ်းကျင်လေးတစ်လုံးကိုလည်းအခုလိုပဲကကြီးလေးနဲ့ညှက်ထည့်ပေးလိုက်ပါတယ်ဒီရက်ထဲတော့လေမိုးတွေလည်း special စော်နေတာဆိုတော့လေမိုးတန်တွေစူးညံနေတာကိုတော့တီးခံပေးအောင်နော်ရာသီဥတုကလည်းတီးရဲ့အတိုင်းပဲဖောက်ပြန်နေတာဆိုတော့လေကဲဒီမှာခရမ်းကျင်လေးထည့်ပြီးတော့တေချာလေးလိတ်သွားအောင်လို့ခရမ်းကျင်လေးကိုမှွေပေးပြီးရင်အယောင်တင်မှုတ်နှဲငယ်ထည့်ပါမယ်ပြီးရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့ဟင်းအရသာပြင်ဆင်မှုအနေနဲ့ထညက်ကလေးတစ်လုံးတော့မပါမဖြစ်ထည့်ပေးလိုက်ပါတယ်ဒါပြီးရင်တော့တေချာလေးမှွေပေးပြီးရင်ငံပြားကြီးလေးပေါက်ပြီးတော့မှွေးလာအောင်ထပ်ပြီးစီတက်ပေးလိုက်ပါမယ်ခင်ဗျာငံပြားကြီးလေးထည့်ပြီးတော့စီတက်ပေးလိုက်တာဟင်းအနှံ့လေးမှွေးလာပြီဆိုရင်တော့တုံရမ်းအနှစ်ထည့်ပါမယ်ခင်ဗျာအခုကျွန်တော်အသုံးပြုမဲ့တုံရမ်းအနှစ်ထုတ်ကလေးကလေမဲဂျင်တစိတ်ထိုင်းစတိုင်တုံရမ်းအနှစ်ဖြစ်ပါတယ်ခင်ဗျာဒီတုံရမ်းအနှစ်ကလေးကလေဈေးနှုန်းအဖြစ်လဲဘတ်ဂျက်ဖြစ်ပြီးတော့လေတစ်ထုပ်မှာပါလာတဲ့ပမာဏကလေတစ်ခါချက်စာဆိုပေမဲ့ကျွန်တော်ကဒီနေ့မှာတော့တဝက်ပဲထည့်လိုက်ရတယ်ဘာလို့ဆိုတော့ तू ကအများကြီးပါတာဆိုတော့လေကျွန်တော်ချက်မဲ့မှုပမာဏနဲ့ကြတော့များနေတော့လေကျွန်တော်ကဒီတုံရမ်းအနှစ်ကလေးကိုတဝက်ပဲထည့်လိုက်ပါတယ်ဒီတုံရမ်းအနှစ်ကလေအနံ့လေးမှုေးပြီးတော့အရသာထိထိမိမိရှိတဲ့အတွက်ကြောင့်ကျွန်တော်ကဒီအနှစ်ကလေးဖောက်ထည့်ပြီးရင်တော့တခြားအရသာတိတ်အများကြီးမထည့်တော့ဘူးပေါ့နော်ပြီးတော့မီးကြည့်ပြီးတော့မှသာလင်လူတလောက်ကလေးပဲအနှဲငယ်လိုက်ထည့်တော့မယ်တုံရမ်းနှစ်ထည့်ပြီးတော့စီတက်ထားတာလေးနဲ့တေချာလုံးပေးပြီးရင်တော့ပိုင်းဖြတ်ထားတဲ့မှုလေးတွေထည့်လိုက်ပါမယ်ခင်ဗျာပြီးရင်တော့အချူမုတ်ကလေးအနှဲငယ်သာထည့်ပြီးတော့ရေလေးထည့်ပြီးတော့မှုလေးတွေကျက်သွားတဲ့အထိကိုအဖုံးအုပ်ပြီးတဲတင်ပေးထားလိုက်ပါမယ်အခုဒီနေရာမှာကျွန်တော်အသုံးပြုထားတဲ့မှုမရှိရင်လည်းတခြားမှုလေးတွေကိုဒီလိုပုံစံလေးတုံရမ်းဟင်းလေးချက်စားလို့ရပါတယ်ခင်ဗျာအချိန်နဲ့ငယ်ယူပြီးတော့တေချာလေးတဲတင်ပေးထားလိုက်တာအခုဆိုရင်မှုဟင်းလေးကကြက်နေပါပြီခင်ဗျာအဲ့တော့အရသာလေးအနှဲငယ်မြည်ကြည့်မယ်ပြီးလို့ရှိရင်တော့လိုတာလေးတွေကျွန်တော်လိုက်ထည့်ပါမယ်ကျွန်တော်ကဒီမှာနည်းနည်းလေးမြည်ကြည့်လိုက်တဲ့အခါမှာလေးစားလေးနည်းနည်းပေါ့နေလို့စားလေးနည်းနည်းလေးပဲထပ်ပြီးထည့်လိုက်ရပါတယ်ကျန်တာတော့ဘာမှထပ်ထည့်စရာမလိုဘူးသူ့ရဲ့အရသာက okay ဆိုပြေးပြီးသားပဲအခုဆိုရင်တော့တုံရမ်းအနှံ့မှုမွေးလေးနဲ့ကျွန်တော်ရဲ့တုံရမ်းမှုချင်းဆက်ဟင်းလေးကကြက်နေပါပြီဒါပေမဲ့နောက်ဆုံးအနေနဲ့ထချမ်းလေးတွေလှီးဖြတ်ထားတဲ့ငြုပ်သီးစိမ်းလေးတွေကိုထည့်ပြီးတော့တေချာလေးသမသွားအောင်မှွေပေးလိုက်ပါမယ်ဒါပြီးရင်တော့တုံရမ်းမှုချင်းဆက်ဟင်းလေးကစားဖို့ရန်အဆင်သင့်ဖြစ်ပါပြီခင်ဗျာကဲဒါဆိုရင်တော့ဘော်ရာတို့လည်းမှုကိုကြော်စားနေရတာပဲရိုးနေပြီဆိုရင်တော့အခုကျွန်တော်ချက်စားသလိုမျိုးလေးတုံရမ်းအရသာလေးနဲ့တုံရမ်းမှုချင်းဆက်ဟင်းလေးချက်စားလို့လည်းရပါတယ်ခင်ဗျာအရန်စားလို့ကောင်းပြီးတော့ချင်းဆက်ဆက်လေးနဲ့မို့ထမင်းလဲမိန်ပါတယ်အဲ့ဒီတော့ဘော်ရာတို့လည်းတေချာလေးလိုက်ပြီးတော့ချက်စားကြည့်လိုက်ကြအောင်နော်ကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးလည်းရှည်သွားပြီဆိုတော့ဗီဒီယိုလေးကိုလည်းဒီမှာပဲအဆုံးသတ်လိုက်ချင်ပါတယ်ခင်ဗျာအားလုံးပဲရာသီအကူးပြောင်းပါလေဖျားနာနေကြတာမို့လို့ကျန်းမာရေးကိုလည်းအထူးဂရုစိုက်ဖို့ကျွန်တော်ကမှားချင်ပါတယ်နော်အားလုံးပဲကျန်းမာချမ်းသာပြီးတော့လိုရာဆန္ဒတွေတစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေကဲဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတတ်တာဘိုင်